ကျင်းတာကြုံတဲ့ခါပြန်ကပ်ရင်ရိုင်းနေပြောမယ်မြင်မကောင်းတာရင်းနှင်းစရာအကုန်လုံးကိုလာတိုင်းဆွဲမယ်ဖေးတိုင်းနာနာပြီးကြိုက်မောမယ်ဖေးဟာအားလုံးနဲ့ရှားပါတယ်အမလေးလူမသားတွေကျောက်ဈေးတက်တာမြင်တာအမလေးကျောက်တို့ကဝမ်းနဲ့လွယ်ပြီးဥရတာတလုံးရဖို့လွယ်တာမဟုတ်ဘူးဒီကြားတဲ့ကျောက်ကသေးလို့တဲ့အမလေးကျမကိုအပြစ်ရှာသေးတယ်အမလေးအရင်တော့ကြုံတဲ့နေရာဥလားအခုကကျောက်ဈေးကောင်းတာတော့အမလေးထွက်ပြီဟဲ့အမလေးကျမကိုသေးတယ်ကြီးတယ်တော့ကြီးမများနဲ့နော်ရှင်တို့ဥကြီးကြိုက်တာနဲ့ပဲကျမဖင်ဦးတော့မချက်ပေးနိုင်တော့ဘူးကျောက်ဈေးကောင်းပြီလေခုကျက်တော့ကတော့အေးဆေးပဲချက်သေးလေးတွေဥရတာပင်မန်းလို့တဲ့ဟိုတယ်မှာ staycation လာနေတာကျမမွေနာခိုစားတယ်လို့ပြောလဲကိုကျက်တော့ကဂီကိုမဆိုင်တာကိုရီလိုချက်ထီးတွေရှိလို့သူတို့လည်းဥနိုင်တာကွာချက်သေးလေးကိုပြဲဒီစိတ်ခွန်ဟုတ်ကဲ့ကိုချက်အမလေးတနာကြပါခညာအောက်ပိုင်းလေဖြတ်နေလို့ကျေးဇူးပဲဘာလေးမှမပြောဒီတိုင်းတောင်းစားမတွေးမှဆိုလို့ကိုဦးဒီမှာလာရင်မင်းစိတ်ကိုထိန်းတော့ဟဲ့ဘာလို့စိတ်ထိန်းရမှာလို့ဟာဟဲ့အားကြိုပြောပါတယ်စိတ်ထိန်းတော့ဟဲ့အောင်ကြီးငါသွားတွေရားနေပြီကွာပေါင်နိုင်ကြီးမြင်လိုက်တော့မင်းလဲတရေတမြဖြစ်နေသလိုငါလဲရှာတတ်ပါပဲတကယ်ချင်းရဲ့ဆန္ဒအောင်တိတ်ခါနဲ့ထိန်းတော့ဟဲ့အောင်နေမြန်လုံးငါတို့စက္ကန့်60ပဲချိန်ရတော့လေရဒီမှာတထုပ်ရပြီဟာနေနေဟောငါနာထဲမှာအတန်ချလိုက်တယ်လို့မချပါဘူးကွာကိုလှုပ်ရှားရှိရဆက်လုပ်ကွာဟဲ့ချိန်နေကြတယ်အေးပြီးရောဟဲ့အောင်နေငါ့ကိုတခုဖြစ်မထားခင်းနဲ့နော်ငါဆက်ထဲမှာကြံခဲ့မှာစိတ်ချပါကွာမင်းမာဂရီရှင်းမှာတစ္ဆာတဲ့ငါတို့ကတစ္ဆာရှိတဲ့တခိုးတွေပါကွာလက်ဖေးဆိုင်မှာလားငါတို့လိုနွားတွေထိုင်တောက်လို့ရလားမသိဘူးဝင်ကြည့်အောင်မအမေဆိုင်ထဲမှာတော့ရှင်းနေတာပဲတော့ပတ်စံတော့မပါဘူးနော်ဤကြကွင်းနဲ့နို့လဲစားမယ်ဤကြကွင်းမို့နို့ညစ်ပြီးယူလိုက်ဤကြကွင်းတန်လေးကိုမွေးနေရောအလကားကျွေးတာလားနို့နဲ့လဲတာလားအလကားကျွေးတာတော့ထွက်တော့ကျေးဇူးပါတော့ဟာကိုကြီးဘာလဲကားဝယ်လိုက်ပြီပေါ့အေးbeauty blogger အိမ်မှာစိတ်ဖြစ်ရတဲ့ဘောကမလွယ်ပါလားသူကသူ product တွေရှောက်ကြော်ညာခြင်းတိုင်းကိုပါရောလိန်နေရတယ်ဘီဖိုးနဲ့အပတာမှာဘီဖိုးပဲတရုပ်ဆောင်လိုက်ရတယ်အပတာကဘယ်စိတ်ကိုကော်ချလာလဲမသိဘူးဘာပဲလို့ target ရှိရတယ်ကိုကရှူးပေါက်ရင်တော့ target နဲ့ပေါက်တာဗီဒီယိုရိုက်ထားမှပဲ target ကနည်းနည်းလွဲနေတယ်ဒီနေ့ sorry နော်ဒီနေ့အချိန်နည်းနည်းနဲသွားလို့မနှက်ဖြန်မှာ target ထိအောင် share ပေါက်ပြမယ်တခင်ကျွန်တော်လည်းပွေးဖြေအောင်လေတက်တော့ဆယ်လီကကိုဦးဖြစ်တာလေတခင်ဖြစ်တာမှမဟုတ်တာတက်တော့မှကိုဦးကတော်တော်နာမည်ကြီးနေပြီတခင်တော်မဖြစ်အစဲခံရမယ်နော်အဲ့တော့အိတ်ချက်တခင်မေးလို့အင်တာဗျူးထဲမှာကိုဦးကအခုချိန်ကြီးတကိုယ်ကြီးခွေးပြိုကြီးဆိုတာလည်းထည့်ပြောပေးအောင်တနိုင်ငံလုံးကဟူတယ်လေးတွေတည်သွားအောင်